the Jolly Readers ပေါ့ yellow label တွေကဒီ crops ကျစာလေးဖတ်တာနဲ့ပတ်သက်ပြီးတော့တချို့အချက်ကလေးတချို့တတိထားမယ့်အချက်ကလေးတွေကိုပြပြပေးတော့မှာဖြစ်ပါတယ်နော်အရှင် yellow label စာအုပ်တွေကိုဖတ်ဖို့ဆိုလို့ရှိရင်ခါတိုင်းလိုပဲ42 letter sums အကုန်လုံး letter S ကနေ letter E letter E ထိ 42 letter sums အကုန်လုံးကိုblank ချက်ဖို့လိုတယ် blank နောက်တစ်ခါ tricky words တွေအနေနဲ့ကတော့ yellow label တော့မှတည်ခဲ့တယ်11 tricky words အပြင်မှာနောက်ထပ် tricky words အသစ်10လုံးထပ်ပြီးတော့တည်ဖို့လိုအပ်တယ်နောက်တစ်ခါဒီ wine က EE တန်ထွက်တယ်ပေါ့နော် EE တန်ထွက်တဲ့ဒီအနောက်ဆုံးကဒီ wine ကြီးရပေါ့နော်များသောအားဖြင့်ဆိုရင် sunny တို့ muddy တို့ shady တို့ funny တို့လိုမျိုးပေါ့နော်ဆိုတော့ဒီ wine က EE တန်ထွက်တာကိုလေကလေးတွေကဖတ်တတ်နေဖို့လိုရပေါ့နော်နောက်ကဒီ yellow label မှာကိုက Inky Mouse and Friends ဆိုတဲ့ category လေးတစ်ခုပါတဲ့အတွက်ကြောင့်မလို့အဲ့ဒါလေးကိုဖတ်ဖို့ဆိုလို့ရှိရင်နောက်ထပ်ဒီ Inky Mouse B and snake အပြင်မှာပေါ့နော်နောက်ထပ်ဒီ phonics ဆိုတဲ့ဒီနောက်ထပ် character လေးတစ်ခုသိဖို့လိုအပ်တယ်ပေါ့နော်အခုကကြတော့general fiction ဆိုတော့နော် general fiction ဆိုတော့Inky Mouse တို့အမျိုးအစားတော့မဟုတ်ဘူး Inky Mouse and Friends category တော့မဟုတ်ဘူးပေါ့နော် general fiction ဆို okay အဲ့ဆိုရင်ဒီ crabs မှာကဖတ်ရင်ဗာလေးတွေသတိထားဖို့လိုလဲဆိုလို့ရှိရင်ဒီ hanging ဆွဲဟာလေးပေါ့နော်ဒါကကလေးတွေက hanging လို့ဖတ်တတ်တယ်ပေါ့နော်ဒါကသူက ng တန်ပဲ ng တန်မှာ ng တန်က in ဆို hanging လို့ဖတ်ဖို့ဒီလေးပြပြရမယ်ပေါ့နော် hanging အဲ့လိုလေးထွက်မယ်နောက်တစ်ခုကဗာလေးသတိထားဖို့လိုလဲဆိုဒါကတော့ dangling လို့ပဲဖတ်မယ်နော်သူကကျတော့ဒီ n ကဒီရှေ့က n ကသူက ng တန်နဲ့ဖတ်တယ်ဒီ god တန်က god တန်လေးနဲ့ပဲပေါ့နော်အဲ့တော့ dangling အဲ့လိုလေးဖတ်ဖို့လို့ဆိုတော့အနောက်ကလေသူက ng တန်လေးနဲ့ပဲပြန်ဆုံးသွားတာပေါ့နော်တော့ dangling ဆိုအဲ့လိုလေးဖတ်ဖို့လိုတယ်ပေါ့နော်နောက်ဗာလေးသတိထားဖို့လိုလဲဆိုရင်ကျွန်တော်ဒါလေးက package လို့ဖတ်မယ်နော်ဒါက KEG နဲ့ပေါင်းပြီးမယ်လေအတန်နဲ့ပဲဖတ်မယ် package ရောသူ package ဟာလေးအဲ့လိုလေးဖတ်ဖို့လို့ပေါ့နော်ဒါလေးပါပဲကျန်တာတွေကတော့ဖတ်လို့အဆင်ပြေမှာပါပေါ့နော်အဆင်ပြေမှာသူတတိထားစရာအနေနဲ့ကတော့ခါတိုင်းလိုပဲဒီနောက်ဆုံးမှရှိရတဲ့ S လေးတွေကတဲ့အနောက်ကလွယ်လို့ကျန်တာလေးတွေကအဲ့ဒါ Z ကရှိတဲ့နဲ့ဖတ်မယ်နောက် ISK က IZ တန်နဲ့ဖတ်မယ် H ဖတ်မယ်နောက် OFG ကကျတော့ O ဆိုတော့ letter V F တလုံးနဲ့က letter V တန်နဲ့ပဲဖတ်မှာပေါ့နော် of ဆိုတော့အဲ့ဒါလေးတွေသိရဆိုလို့ရှိရင်သူတို့တွေကဒါလေးတွေဖတ်လို့အဆင်ပြေမှာပါပေါ့နော်နောက် reading comprehension အတွက်ကကျတော့ကလေးတွေကိုဖတ်ပြီးသွားပြီဆိုလို့ရှိရင်သူတို့ဖတ်သွားတာအခုဘာကြောင့်ရအောင်ဖတ်သွားတာလဲဆိုပြီးတော့မှသူတို့ရဲ့ကိုက OS နဲ့ summary လေးတွေပြန်ပြောခိုင်းတာမျိုးလေးတွေလုပ်လို့ရတယ်စာဖတ်တာလေးကိုခဏလေး break လုပ်ပြီးတော့ရှေ့ကိုပါဆက်ဖြစ်မယ်လို့ထင်တဲ့ဆွမ်းမျိုးလေးတွေမေ့ကြည့်ပြီးလို့ရတယ်နောက်သူတို့မသိတဲ့ vocab အသစ်ကလေးတွေပါလာလို့ရှိရင် vocab အသစ်ကလေးပါလာရင်အဲ့ဒါကိုပေါ့နော်ဒီစောက်ထဲမှာပါတဲ့အကြောင်းအရာလေးနဲ့ဆက်ပြီးတော့သူတို့ဘယ်လိုထင်လဲပေါ့နော်သူတို့ဘယ်လိုထင်လဲဆိုတာမေးလို့ရတယ်သူတို့ဖြေကနည်းနည်းလေးလိုရဲဆိုလို့ရှိရင်ကိုကထပ်ဖြည့်ပြီးတော့မှစောက်ထဲမှာပါတဲ့အကြောင်းအရာနဲ့ဆက်ပြီးတော့မှရှင်းပြတာမျိုးတွေလုပ်ပြီးလို့ရတယ်ပေါ့နော်နောက်တစ်ခါတော့မေးခွန်းလေးတွေမေးတာပေါ့နော်ဆိုတော့မေးခွန်းလေးတွေမေးလို့ရတယ်ဆိုတော့သူ့စာအုပ်မှာကိုကသူက what is in the book ဆိုတာဒီစောက်ထဲမှာတိုက်ရိုက်ပါတဲ့အကြောင်းအရာလေးတွေကိုမေးထားတဲ့မေးခွန်းလေးတွေနောက် what do you think ဆိုတာကြတော့စောက်ထဲမှာတိုက်ရိုက်တော့မပါပါနဲ့စောက်ထဲမှာပါတဲ့အကြောင်းအရာနဲ့ဆက်ပြီးတော့ကလေးရဲ့အတွင်းမျိုးမေးထားတဲ့မေးခွန်းလေးတွေပါထားပြီးသားဖြစ်တယ်နောက်ပြီးရင်ကိုကနောက်ထပ် extra question ရှိတယ်ပေါ့နော်ကိုမေးချင်တဲ့ဟာလေးတွေလည်းထပ်ထိုးပြီးတော့မေးလို့ရတယ်ပေါ့နော်အမှဆိုဒီစောက်ထဲမှာဆိုလို့ရှိရင် where does the crab hatch နောက်တစ်ခါကျရင် what is in the
per kids နောက်တစ်ခါကျရင် how many children are there ဆိုเนาะအဲ့ဒါမျိုးကိုမေးချင်တဲ့เนาะextra questions တွေကိုလေဟိုထပ်မေးပေးလို့ရတယ်ပေါ့เนาะ reading comprehension အတွက်ကိုအဲ့ဆိုရင်ဒီ crops ကတော့ဒီလောက်ပါပဲပေါ့เนาะနောက်ထပ်စောက်ကလေးတိုင်းပြန်တွေ့ပါမယ်เนาะ okay ကြည့်ရှုပေးကြတဲ့ကြောက်ချင်းစီတောင်ကျေးဇူးတင်ပါတယ် bye bye